ဒါဟာကဘာပေါ်မှာအလန်းဆုံးတိရစ္ဆာန်ဖြစ်တာတေချာတယ်ဒါဝင်အောင်မြင်ရင်ဆရာကြီးလို့ခေါ်ရလိမ့်မယ်ဘဲနှုတ်တီးနဲ့ဖြန်ပြီးဖြန်ကိုယ်တယ်နဲ့ဖားချေထောက်အမြင်ကျဲတဲ့သိပ္ပံပညာရှင်တွေကသူ့ရဲ့ပုံသဏ္ဍာန်ကိုအနည်းဆက်ဆုံးဖော်ပြရရင်ရှုပ်ပွနေပြီးဟိုဆက်ဆက်ဒီဆက်ဆက်ဖြစ်နေတာပါပဲ18ရာစုနောက်ပိုင်းမှာနမူနာတစ်ခုပေါ်လာခဲ့ပြီးဇီဝဗေဒလောကမှာမိုးကြိုးပြလိုက်တယ်လို့မျိုးဆူညံသွားခဲ့တယ်သူ့ရဲ့ပုံပန်းတထန်ကအရန်ထူးဆန်းပြီးတိရစ္ဆာန်မျိုးကိုပေါင်းဆက်ထားတယ်လို့ပါပဲအစပိုင်းမှာသူတွေတီတွေကဒါဟာလူလုတ်ပြီးချုပ်ထားတာတယောက်ယောက်ကတမင်တကာနောက်ပြောင်ထားတာလို့တညီတညွတ်တဲထင်ခဲ့ကြတယ်ဒါနဲ့သိပ္ပံပညာရှင်တွေကကက်ကြေးကိုကင်ပြီးချိုရိုးကိုရှာဖို့သူ့ရဲ့နှုတ်သီးကိုဆွဲဖြဲကြည့်ခဲ့ကြတယ်ဒါပေမဲ့ရှာဖွေပြီးတဲ့နောက်မှာတော့အချီကျိုးနေနေတာသာစက်ကြောင်းရလေးနည်းနည်းလေးတောင်မတွေ့ခဲ့ရပါဘူးဒီနှုတ်သီးကခနာကိုယ်နဲ့တစ်ဆက်တည်းပေါက်နေတာဖြစ်ပြီးခေစော်ထားတယ်လို့မျိုးခိုင်မာနေတာပါအသက်ရှင်နေတဲ့အကောင်စစ်ပေါ်လာတဲ့အထိဒီဖေကြီးကလုံးဝပြေလည်မသွားခဲ့ပါဘူးရုပ်ရည်ကအရန်ထူးဆန်းလွန်းလာကြအောင်သူ့ရဲ့နမီပေးဖို့တင်သိပ္ပံပညာရှင်တွေကိုနှစ်ပေါင်းတက်လောက်စဉ်းစားရခက်စေခဲ့တဲ့အစပိုင်းမှာသူ့ရဲ့ရေကူးတဲ့အလေးတစ်ကြောင်ရေကျွတ်လို့ခေါ်ခဲ့ကြပြီးနောက်ပိုင်းမှာပညာရှင်တွေကသူ့မှာငှက်နှုတ်သီးရှိတာကိုတတိပြုမိလို့ငှက်ရေခွင်ရှိတဲ့တတဝါလို့နမီပေးခဲ့ပြန်တဲ့ဆက်9ရာစုနောက်ပိုင်းကျမှသိပ္ပံပညာရှင်တွေကသူ့ကိုဘဲနှုတ်သီးပလက်တီပတ်လို့ပြောင်းလဲခေါ်ဆိုဖို့နောက်ဆုံးဖြတ်ခဲ့ကြတယ်ဒါပေမဲ့နမီပေးပြီးတဲ့နောက်ပြဿနာအတစ်တစ်ခုထက်တက်လာပြန်တဲ့သူ့ကိုဘလို့မျိုးခွဲခြားမလဲသူကငှက်လားတတဝါလားဒီမေးခွန်းကဇီဝဗေဒပညာရှင်တွေကိုစုပေါင်းပြီးစဉ်းစားရခက်စေခဲ့ပြန်တဲ့နှုတ်တိုက်တတဝါဖြစ်ပြီးတော့သူကသားဖွားနှုတ်တိုက်တတဝါတွေရဲ့နေရာမကိုဆန့်ကျင်ပြီးငှက်တွေလိုမျိုးဥပြီးမှမျိုးပွားတာဖြစ်တဲ့ဥတာကြောင့်သူ့ကိုဥတက်တဲ့တတဝါတွေထဲလို့ရမယ်ထင်ခဲ့ပေမဲ့ဒီကောင်ကပုံမှန်တိုင်းမဟုတ်ပဲဥကပေါက်လာတဲ့အကောင်ပေါက်လေးတွေကနှုတ်ဆိုပြီးကြီးပြင်းလာကြတာပါပို့ပြီးစမ်းကြဲတာကဇီဝဗေဒပညာရှင်တွေကသူ့ရဲ့တကိုယ်လုံးကိုရှာဖွေခဲ့ပေမဲ့နှုတ်အောင်ကိုလည်းရှာမတွေ့နှုတ်ဒီကောင်ကိုလည်းရှာမတွေ့ခဲ့ပါဘူးနောက်ပိုင်းကျမှဂျာမန်တိရစ္ဆာန်ဗေဒပညာရှင်တယောက်က အမပလက်တီပတ်ရဲ့ဝမ်ပိုင်းနှစ်ဖက်မှာနှုတ်ရည်ကြီးပေါက်တွေကိုရှာတွေ့ခဲ့တယ်အရေးကြီးရဲ့တက်တည်ရှိလာတော့မှသူဘယ်မျိုးနွယ်လဲဆိုတာရှင်းလင်းသွားပြီးသူ့ကိုဥတက်တဲ့နှုတ်တိုက်တတဝါဖြစ်သတ်မှတ်ခဲ့ကြတယ်ဒါပေမဲ့ကြည့်ရတာငှက်လဲမကြတတဝါလဲမကြတဲ့ဒီထူးဆန်းတဲ့တတဝါအတွက်သိပ္ပံပညာရှင်တွေကသူ့အတွက်တီးတဲ့မျိုးစဉ်အတစ်တစ်ခုအဖြစ်မိုနိုထင်နေဘူရေဂိုလို့သတ်မှတ်ပေးခဲ့ရတယ်မိုနိုထင်ဆိုတာဘာလဲဆိုရင်စာသားရဆိုရင်အစာစားတာအညစ်အကြေးစွန်းတာကလေးမွေးတာအားလုံးကိုအပေါက်တစ်ခုတည်းသုံးတာဖြစ်တယ်ဒါတွေမှကသေးဘူးပလက်တီပတ်မှာအစာအိမ်မရှိပဲအစာပြုံကဦးလန်းကြောင်းနဲ့တိုက်ရိုက်ဆက်နေတာပါနေတိုင်းသူ့ခန္ဓာကိုယ်လေးချင်ရဲ့သုံးပုံတစ်ပုံရှိရဲ့အစာကိုစားရတယ်ကြည့်ရတာအစာအိမ်မရှိရင်တော့အစာပုတ်တဲ့ပါဆက်ကိုတော့မတားဆီးနိုင်ပါဘူးဒါတွေမှကသေးပါဘူးဒီကောင်ကနေပညာမြင့်တွေလည်းပါသေးတယ်ပလက်တီပတ်ရဲ့နှုတ်သီးမျက်နှာပြင်မှာလျှက်စစ်အာယုံခံစဲပေါင်း4000ကျော်ပါရှိပြီးဇီဝရေတာတက်ဆင်ထားသလိုပါပဲ6စက္ကန့်အတွင်းမှာမြစ်ကျန်းပြင်ကိုစကန်ဖတ်နိုင်ပြီးမျက်လုံးမိတ်ထားရင်းနဲ့တောင်ပူစုံတွေကိုဖမ်းနိုင်တယ်ဒါတွေမှကပဲအကောင်တွေရဲ့နောက်ခြေဖက်နောက်မှာအစိတ်ဆူးတစ်ခုဝတ်ထားပါသေးတယ်အဲ့ဒီထဲမှာမတူညီတဲ့အစိတ်အတောက်အမျိုးပေါင်း83မျိုးပါဝင်ပြီးအစိတ်ထိုးခံရရင်တေလောက်အောင်နာကျင်ရပါတယ်ကံကောင်းတာကဒီအစိတ်ကနာကျင်ပေမဲ့အသက်အန္တရာယ်တော့မရှိပါဘူးပို့ပြီးမယုံနိုင်စရာကောင်းတာကဒီကောင်မလိန်ခရိုမိုဆိုး10ခုတောင်ရှိနေတာပါနှုတ်တိုက်တတဝါအများစုမှာတော့နှစ်ခုပဲရှိတာပါတီအိုရီရဆိုရင်ခရိုမိုဆိုး10ခုကနေလိန်မျိုးစား25မျိုးထိပေါင်းဆက်ထွက်လာနိုင်ပါတယ်ကံကောင်းလို့တဘာဝတရားကဘရိတ်ကိုအချိန်မီနှင်းလိုက်လို့နောက်ဆုံးမှာတော့အထီးနဲ့အမလိန်2မျိုးပဲကြံရှိခဲ့ပါတယ်ဒီကောင်ကိုထူးဆန်းတဲ့လမ်းကြောင်းပေါ်မှာပို့ပြီးအဝေးကြီးရောက်မသွားစေခဲ့တာပါမဟုတ်ရင်တော့ဆရာကြီးဒါဝင်ရဲ့အုတ်ကူဖုံးတောင်ဖိထားလို့ရတော့မှာမဟုတ်ပါဘူး